င်းနဲ့မင်းခရကာတော့မစုံတော့လန်ပြုံးလင်ရောက်တော့ဖွင့်ထားတဲ့တိတ်မကြသေးရဲ့ let me add ဆိုတဲ့ steak ဆိုင်လေးမှာတော့ try ခဲ့တယ်ဆိုင်လေးက AC ရှိပြီးတော့ထိုင်ရတဲ့ vibe လေးလည်းမစိုးမိုက်တယ်ဆိုင်ရဲ့ main character steak ဆိုတော့အမဲမိုးကိုသား steak လေးမှာထားတယ်တပွဲကို14500ပဲ steak လေးကလာချကလေးကငရုတ်ကောင်းတဲ့တင်းတင်းလေးနဲ့ plate တင်လေးကလည်းမစိုးပါဘူးကျွန်တော် steak စားဆိုလို့ရှိရင်အသားတွေကိုတစ်ခါတည်းတန်းပြီးတော့လှီးထားတယ်ကျွန်တော်ကောင်မလေးယူစားလို့ရှိရင်လွယ်အောင်လို့မရုပ်ကောင်းတဲ့လေးရဲ့ smoky ဖြစ်နေတဲ့အသားမီးကုန်းတဲ့လေးရဲ့ steak ရဲ့ character ကိုမြည်စေရ nice mashed potato လေးကလည်းမိုက်တယ် sauce 2မျိုးပေးရ2မျိုးလုံးကကျွန်တော်အကြိုက်တော့ဟုတ်မနေဘူးဒါပေမဲ့ sauce မှာပါလဲအသား fine ပြီးသားပြောင်းမှုလေးကိုပြုတ်ယုံနေမဟုတ်ပဲဒါမျိုးပြန်กินပေးထားတဲ့သဘောကျရယ်ပို့ပြီးတော့မွေးသွားတယ်ဒါကတော့အသားဆက်လက်ကိုရီးယား style တော့မဟုတ်ဘူးကြက်ဝက်အမဲရွေးလို့ရတယ်ကိုရွေးရဲ့အသားရဲ့မုံဘက်ရဲ့ဆက်လက်ရဲ့ပါမယ်ဒီGT ရဲ့ LSR ကဆက်လက်မဟုတ်ပါဘူးစားလို့ရရဲ့ဆက်လက်ရွက်ပါ steak house ဆိုတဲ့အတိုင်းသူ့ဆန်အသားกินတာတော့သွားရှုပ်လို့မရဘူးမီးကုန်းနဲ့တင်းတင်းလေးနဲ့အသားကိုဣနေအောင်กินထားပေးရသူနဲ့တွဲဆောက်ဖို့ပေးတဲ့ sauce ကတို့စားလို့လည်းမိုက်တယ်မုံဘက်နဲ့လည်းလိုက်တယ်မုံဘက်ပို့ယူရင်လည်းတပွဲကို900ပဲဆိုတော့တပွဲထက်ယူပြီးတော့ဆွဲခဲ့လိုက်တယ်ဒီသုံးသက်သားခင်တုပ်လေးလည်းမစိုးဘူးအမီးလုံးလို့ကောင်းတယ်သုံးသက်သားရဲ့အသီးနှံရဲ့မြေပဲရဲ့ sauce တွေရဲ့ဆိုတော့ email ထင်ထားတာဒါပေမဲ့ EU မိုက်တယ် short try ဒါလေးကတော့သုံးသက်သားစဥကျော်ဂျုံအများကြီးနဲ့ cat ဂျုံမပေးထားတာကိုတော့ appreciate လုပ်ရမယ်ဒါပေမဲ့အရသာကတော့တာမယ်မေမျိုးရောက်လို့ steak စားခြင်း fair price နဲ့မို့ရွေးချယ်ရမယ့်ဆိုင်လေးတစ်ဆိုင်မှာပြုံးလွင်မှာကိုတီးရဲ့လမ်း2လမ်းပဲရှိရယ် cherry လမ်းနဲ့ manly la show လမ်းမင်းနဲ့မင်းခရကတော့မစုံတော့လမ်း manly la show လမ်းတိုင်း ruby mac ကိုကြော်ပြီးတော့မောင်းခဲ့စမိုင်းမေမျိုး hotel နဲ့ cherry land hotel ကြားလမ်းဝင်သွားလိုက်ဒီဆိုင်ကိုရောက်လိမ့်မယ်နားမလည်ကိုကဲမက်ထောက်လိုက်ပါဒါပဲတော့ကွက်